ဟုတ်ကဲ့မင်္ဂလာပါ27 media မှာကြိုဆိုပါရစေကျွန်တော်တို့27 media မှာဆိုရင်ဘယ်လိုမျိုးကြော်ညာသုံးပစ္စည်းတွေရလဲဆိုတာကိုကျွန်တော်မိတ်ဆက်လိုက်ပြပေးမှာပဲဖြစ်ပါတယ်ကျွန်တော်လည်းခက်ကြည့်ပေးပါကျွန်တော်တို့အရင်ဆုံးအနေနဲ့ပြချင်တာကတော့ဒါကတော့ stand ပါ e-book stand ပါဒါကတော့မီးဖွင့်လိုက်ရင်မီးလင်းပါတယ်နောက်တစ်ခုကဒါမျိုး live box လေးရပါမယ်ဒါဆိုရင် customize ပြုလုပ်ပေးထားတဲ့ live box လေးပဲဖြစ်ပါတယ် live box လေးတွေကတော့လူချင်းမျိုးလိုချင်တဲ့ customize site တွေကိုပြုလုပ်ပြီးတော့မှိုင်နိုင်မှာဖြစ်ပါတယ်နောက်ထပ်ကျွန်တော်တို့ဒါမျိုးကြော်ညာသုံး home box live box တွေလည်းရရှိမှာပဲဖြစ်ပါတယ်ဒါမျိုး live box တွေမှယူခြင်းနဲ့ဆိုလည်းရရှိပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်ထပ်ဒါကတော့လူချင်းမျိုးရဲ့ sign board တွေကြော်ညာ sign board တွေကိုယ့်ရဲ့ sign တွေမှာအသုံးပြုနိုင်မဲ့ indoor outdoor အသုံးပြုနိုင်တဲ့မဲ့ sign board တွေပဲဖြစ်ပါတယ် sign board တွေမှာဆိုရင်လည်းကျွန်တော်တို့ကကိုလိုချင်တဲ့စလုံးအမျိုးအစားပေါ်မူတည်ပြီးတော့ဈေးနှုန်းအမျိုးမျိုးနဲ့မှိုင်နိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်ထပ်ဒါကတော့ဗာလဲဆိုတော့ကြော်ညာသုံး label sticker ပဲဖြစ်ပါတယ်လူချင်းမျိုးနဲ့ကိုပိုင်ထုတ်ကုန်ကိုပိုင် product တွေအတွက်ကိုအလဲတကူခွာကတ်နိုင်တဲ့ quality အမျိုးအစားတွေနဲ့ရရှိနိုင်တဲ့ sticker တွေပဲဖြစ်ပါတယ်ဒီ label sticker ထဲမှာဆိုရင်ကျွန်တော်တို့က quality လည်း3-4မျိုးရှိသလို sticker အမျိုးမျိုးနဲ့လည်းရရှိနိုင်မှာဖြစ်ပါတယ်ခဏရဟုတ်ကဲ့ကျွန်တော်နောက်ထပ်အနေနဲ့ကတော့ယခုလိုမျိုးလေဆွဲကြိုးတွေရရှိမှာဖြစ်ပါတယ်လူချင်းမျိုးရဲ့ရုံးတွေကျောင်းတွေကိုရဲ့ဝန်ထမ်းတွေအတွက်ကိုအသုံးပြုနိုင်မဲ့လေဆွဲကြိုးတွေရရှိမှာပါပဲလေဆွဲကြိုးကတော့ပုံစံမျိုးမျိုးနဲ့ခေါင်းမျိုးနဲ့မှိုင်နိုင်မှာဖြစ်ပါတယ်နောက်ထပ်ခုလိုမျိုးတုပ်ပတ်တွေမှိုင်နိုင်မှာဖြစ်ပါတယ်လက်ဆောင်ပေးရန်အတွက်ကိုလိုချင်တဲ့ဒီဇိုင်းတွေနဲ့တုပ်ပတ်တွေကိုအသားအမျိုးမျိုးနဲ့မှိုင်နိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒါကတော့နောက်ထပ် customize premium gift set ပေါ့နော်ဒီ premium လက်ဆောင်ပေးတဲ့နေရာမှာအသုံးပြုနိုင်တဲ့ကိုယ့်ရဲ့ချစ်ခင်ရတဲ့မိတ်ဆွေတွေ customer တွေကိုယခုလိုမျိုး premium ဆက်ဆန်းနဲ့အသုံးပြုလို့ရမယ် premium gift set တွေပဲဖြစ်ပါတယ်ကိုသုံးခြင်းတဲ့ပစ္စည်းကိုသုံးခြင်းတဲ့ budget အလိုက်ကိုထည့်ခြင်းတဲ့ပစ္စည်းတွေနဲ့ပေါင်းဆက်ပြီးတော့မှိုင်နိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်ထပ်ဒါကတော့နောက်ထပ် bob pin ပဲဖြစ်ပါတယ်ဒီ bob pin တွေမှာဆိုရင်လည်းကျွန်တော်တို့လူချင်းမျိုးရဲ့ကိုယ့်ရဲ့ customer တွေကိုပဲပေးမလားကိုအတွက်ပဲသုံးမလားဘောပင်တွေမှာဆိုရင်လည်းဒီဇိုင်းမျိုးစုံရွေးချယ်ပြီးတော့မှာယူနိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်ထပ်ဒါကတော့လက်ဆောင်ပေးရန်အတွက်ခွက်တွေပဲရေဘူးတွေပဲဖြစ်ပါတယ်ခွက်တွေမှာဆိုရင်လည်းခွက်အမျိုးမျိုးရရှိနိုင်မှာဖြစ်ပါတယ်ဈေးနှုန်းမျိုးမျိုးခွက်အမျိုးမျိုးရရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်ထပ်အနေနဲ့ကတော့အင်ဂျီတွေဖြစ်ပါတယ် uniform အင်ဂျီတွေပဲသုံးမလားကိုယ့်ရဲ့လက်ဆောင်ပေးဖို့အင်ဂျီတွေပဲသုံးမလားရရှိမှာဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ကျွန်တော်တို့ထီးတွေရရှိမှာဖြစ်ပါတယ်ထီးတွေမှာဆိုလဲခိုင်းအမျိုးမျိုးနဲ့အသားမျိုးနဲ့ရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒါတွေကတော့အင်ဂျီတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်ထပ် customize ပြုလုပ်ဖန်တီးပေးထားတဲ့